အားလုံးပဲမင်္ဂလာပါဒီကနေ့1389ခုနှစ်ပြာတူလဇန်10ရက်ခရစ်တက္ကရီ28ရက်12လ2025တနင်္ဂနွေနေ့လေးပဲဖြစ်ပါတယ်ကျွန်တော်ဒီကနေ့ပြောချင်တဲ့သတ်စင်လိုတဲ့အကြောင်းအရာလေးကတော့ကျွန်တော်စီမှာအစီရင်ကြီးလည်းမတတ်နိုင်ပါဘူးနိုင်ငံခြားကိုလည်းတွားကျင်လာပါတယ်နိုင်ငံခြားထွက်ဖို့ကလည်းအဆင်မပြေဖြစ်နေပါတယ်ဆရာကြီးဆိုပြီးတော့မှကျွန်တော်အမေးများတဲ့မေခွန်လေးလောက်ကျင်လာတဲ့အစီရင်ငွေကြီးမတတ်နိုင်လို့မလုံနိုင်တဲ့သူတွေအတွက်ကျွန်တော်ငွေကုန်ကြီးကြတတ်တာပြီးတော့မှလုံနိုင်စီဖို့အတွက်ဒီကနေ့ပြောပြလိုပါတယ်ဒါကတော့ကျွန်တော်တို့ဒီဘက်ခေတ်မှာအကြောင်းမျိုးမျိုးအခက်အခဲတောကမျိုးမျိုးတွေကြောင့်နိုင်ငံခြားကိုထွက်ပြီးအလုပ်လုပ်ချင်လာတဲ့9ရက်သားသမီးများအနေဖြင့်နိုင်ငံခြားထွက်ဖို့အခက်အခဲဖြစ်နေတယ်နိုင်ငံခြားထွက်ဖို့အတွက်တိတ်လွဲလေးတွေဖြစ်နေတယ်ဆိုရင်ဒီဓာတ်ရည်ရာလေးကိုလိုက်လုပ်ကြည့်ပါအဆင်ပြေလာပါလိမ့်မယ်ရာခိုင်နှုန်း90နီးပါးလောက်အဆင်ပြေတာတွေ့ရပါတယ်เนาะဒီတော့ကျွန်တော်ပြောချင်တဲ့ဒီဓာတ်ရည်ရာတွေကဘာလဲဆိုရင်ကျွန်တော်တို့အခုလာမဲ့အင်္ဂါနေ့လောက်ရမယ့်ရက်တွေပေါ့နော်အခုလာမဲ့အင်္ဂါနေ့တောက်ကြနေ့စနေနေ့တပတ်ကို3ရက်ပါအခုလာမဲ့အင်္ဂါရဲ့တောက်ကြရဲ့စနေရဲ့တပတ်ကို3ချိန်လောက်လှုပ်ပေးကြည့်ပါတလားလောက်လှုပ်ပြီးထူးလာပါလိမ့်မယ်ဒါကတော့ဘာလဲဆိုရင်အင်္ဂါနေ့ကနေစပြီးတော့မှဇီညွန်း36နှင်းစီအနီး36ပွင့်ဒီဇီညို36ညွရဲ့နှင်းစီအနီး36ပွင့်ရကိုတစုတစည်းတဲ့စီးပါပြီးရင်အနန္တောအနန္တ5ပါးကိုဥထိတ်ထားပြီးတော့မှမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုလှူပေးပါပြီးတဲ့အခါကျရင်စီမီတိုင်း36တိုင်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုပူဇော်ပေးပါစီမီတိုင်း36တိုင်နဲ့ပူဇော်ပြီးပြီဆိုတာနဲ့မိမိဒီပထမဦးဆုံးမေတ္တာတုံရွရပါမယ်မဟာတမယတုံရွရပါမယ်ပြီးရင်ဓမ္မစကြာရွတ်ပေးရပါမယ်ဒီ၃ခုကိုရွတ်ပြီးသွားရင်ဝိနည်းတတဝါများစွာကိုကုတို့အမြပေးဝေပြီးနိုင်ငံခြားကကောင်းမှုစေကြောင့်ဆုတောင်းကြည့်ပါအားလုံးအစဉ်ပြေလာပါလိမ့်မယ်လောက်ကြည့်ကြပါဘာမှမခတ်ပါဘူးเนาะလောက်ရင်ဖြစ်အကျိုးထူးတာလေးတွေအောင်မြင်လာတာလေးတွေဖြစ်ထွန်းလာတာမျိုးတွေတွေ့ရပါတယ်နောက်ထပ်လည်းနိုင်ငံခြားမှာအလောက်ကအဆင်ပြေဖို့အတွက်လှုပ်ဆောင်ရမယ့်နည်းလေးတွေလည်းသင်ပေးအောင်မှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်